Hello စာတိုလေးဖတ်ရင်လည်းအင်္ဂလိပ်စာလေးလာဆိုနော် Life is the most difficult exam. Many people fail because they try to copy others without even realizing that everyone has a different question paper. Life is the most difficult exam. Many people fail because they try to copy others without even realizing that everyone has a different question paper. ဒီပဲလေးကိုကြည့်ကြမယ်နော် Life is the most difficult exam ဘဝစာမေးပွဲဆိုတာအခက်အခဲဆုံးဖြစ်ပါတယ်တဲ့ Many people fail လူတွေတော်တော်များများကြာရှုံးကြတယ်ဘာလို့လဲ because they try to copy other သူများတွေကိုအတူယူတယ်သူများတွေလုပ်တဲ့အတိုင်းကူးယူကြတဲ့အတွက်ကြောင့်ပါတဲ့ without even realizing that everyone has a different question paper ဘယ်လိုကူးနေကြလဲဆိုရင်တဲ့ကိုယ်တိုင်ကင်ထားတဲ့paper မေးခွန်းစာရွက်ကတယောက်နဲ့တယောက်မှမတူဘူးဆိုတာတောင်မှတဲ့တတိမထားမိပဲနဲ့သူများတွေအတိုင်းမိတူကူပြီးလိုက်လုပ်နေကြတာဒီအတွက်ကြောင့်မို့ဘဝမှာဆုံးရှုံးမှုတွေများနေကြတာပါတဲ့ Shakespeare ရဲ့အဆိုတစ်ခုပါ Never play with the feelings of other because you may win the game but the risk is that you will surely lose the person Never play with the feeling of others because you may win the game, but the risk is that you will surely lose the person. Never play with the feelings of others ဆိုတာသူများရဲ့ခံစားချက်တွေကိုမကစားပါနဲ့ because you may win the game ဒီကစားပွဲကိုသင်အနိုင်ရကောင်းရပါလိမ့်မယ်တဲ့ but the risk is that you will surely lose the personတေချာတာတစ်ခုကတော့တဲ့ခမအဲ့ဒီလူပုဂ္ဂိုလ်ဆုံးရှုံးရမှာပါတဲ့ဟုတ်တယ်လေလူတွေဆိုတာဘာပဲဖြစ်ဖြစ်တယောက်နဲ့တယောက်အရေးချင်းတူညီကြတာကြီးပဲလीเนาะတယောက်ကိုလှည့်စားတယ်ဆိုတာချက်ချင်းမသိနိုင်ပေမဲ့ချိန်အကန့်အသတ်တစ်ခုကြာတော့တဲ့ခါကျရင်သူကိုယ်အသုံးချနေရလားတကယ်လိန်နေရတာတကယ်ပဲစိတ်ရင်းနဲ့ပေါင်းနေရလားဆိုတာသိသွားတဲ့ခါကျရင်အဲ့ဒီလူကကိုယ်စီခွာသွားမှာပဲခွာသွားတဲ့ခါကျရင်ကိုသူ့ကိုလုံးပြီးခဲ့တဲ့အမားလေးတစ်ခုကြောင့်မို့အဲ့ဒီလူကိုဆုံးရှုံးရလိမ့်မယ်ဒါကိုဆိုလိုတာပါ